ကိုလှုပ်တဲ့ကောင်းမကောင်းကံတွေဟာကိုယ်နဲ့အတူတကွာပါလာမှာတဲ့ဘဝတန်တရားရှောင်ပြေးလို့မရဘူးကိုလှုပ်ခဲ့တဲ့အလုပ်ဟာကိုယ်နဲ့အတူပဲရှိနေတယ်အမြဲတမ်းကိုယ်နဲ့အတူတကွာရှိနေသည့်အတွက်ကြောင့်လူတွေဟာတယောက်နဲ့တယောက်မတူညီတဲ့သဘောတွေအသက်တိုတဲ့လူကတိုးအသက်ရှည်တဲ့လူကရှည်ရုပ်ချောတဲ့လူကချောရုပ်ဆင်းရဲတဲ့ကျုပ်ဆိုးတဲ့လူကဆိုးပစ္စည်းဥစ္စာပေါ်တဲ့လူကပေါ်တယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ဆိုတဲ့ကွဲပြားခြားနားမှုတွေဟာဘယ်ဘုရားသခင်ကဖန်ဆင်းတာမှမဟုတ်ဘူးကိုယ်တိုင်လုပ်တာဘုရားသခင်ဖန်ဆင်းရင်ဘုရားသခင်ပြစ်တင်နေကြအောင်မယ်အခုပြစ်တင်စရာမရှိဘူးဘယ်သူမပြုတ်မိမိမှုကံကြမ္မာနဲ့တန်တရားဆက်ဆက်နေတယ်ဆိုဒီအမြင်မျိုးအဲ့တော့ဒီအမြင်မျိုးမြင်ထားခြင်းအပြင်ငါလုံးလို့ငါဖြစ်တာဆိုရင်ကိုယ့်ကိုယ်ပဲပြစ်တင်မှုရှိတယ်လူကကိုယ့်ကိုယ်ကြတော့အပြစ်မတင်ဘူးနော်လူဆိုတဲ့သဘောတရားတွေဟာတော်တော်ထူးဆန်းတယ်လူတွေဟာတော်အံ့စရာကောင်းမတော်တဆပကံလေးတစ်ခွက်ကိုယ့်ကြောင့်ကြကွဲတယ်ဆိုရင်မတော်လို့တယ်သူများကြောင့်ကြကွဲရင်နမောနမဲနိုင်တယ်လို့အပြစ်တင်နော်ဒီပကံလေးတစ်လုံးမှမနိုင်ရဘူးလားကြကွဲရမလားဆိုအပြစ်တင်ကိုယ့်ကြတော့ဘာဖြစ်လဲမတော်လို့ကိုကြတော့ခွင့်လွတ်ပြီးသားဖြစ်နေတယ်မတော်လို့ဆိုရပုံမှန်နဲ့ခွင့်လွတ်လိုက်တယ်ဟွာကြတော့နမောနမဲနိုင်တယ်ဆိုပြီးစွဲချက်တင်တယ်အဲ့ဒီလိုလူရဲ့တဘာဝအဲ့တိုင်းပဲဒါကြောင့်မလို့လူတွေဟာကိုလှုပ်သမျှကိုပဲခံတယ်ဘယ်သူမှပြစ်တင်ကြမရှိဘူးအဲ့ဒါကြောင့်မို့ဘာလုံးရမလဲလို့ဆိုလို့ရှိရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ကွဲပြားခြားနားဆိုတာသိရမယ်